ယေရှုခရစ်တော်ကအရာအလုံးရဲ့ဖခင်ဖြစ်တယ်ပြီးတော့လူသားအလုံးလည်းချစ်တယ်ပြီးတော့လူသားအလုံးလည်းကယ်တင်တယ်လို့ပြောပြီးတော့ဘာလို့ယုံကြည်ရဲ့လူပဲကယ်တင်တာလဲမယုံကြည်ရဲ့လူကျတော့ဘာလို့မကယ်တင်တာလဲပေါ့နော်ဒါမျက်နှာလိုက်တာမဟုတ်ဘူးလားဆိုမှလူတယောက်ကကျွန်တော် comment မှာလာပြောထားတယ်ဒါကိုအနေငယ်ကျွန်တော်ရှင်းပြချင်တယ်ပေါ့နော်ကျွန်တော်ဥပမာလေးတစ်ခုပေးပြီးတော့ရှင်းပြချင်တယ်အခြေအနေတစ်ခုကိုကျွန်တော်စဉ်းစားကြည့်အောင်ခင်ဗျားအနေနဲ့ကဘာတစ်ခုမှာပြုတ်ကြခါနေဆဲဆဲအခြေအနေပေါ့နော်ခင်ဗျားအဲ့ကဘာအနေလို့ကုတ်တက်ပြီးတော့အပေါ်ရောက်ဖို့ဆိုတော့လေအင်အားနည်းနေပြီဘလို့မှကုတ်တက်မနိုင်တော့ခင်ဗျားဝိတ်ကိုခင်ဗျားမနိုင်တော့ဘူးဆိုတဲ့အခြေအနေမှာလူတယောက်အဲ့တော်မြင်သွားတယ်ပြီးတော့ခင်ဗျားကိုကယ်တင်ဖို့အပီးလာတယ်ခင်ဗျားစီကိုရောက်လာပြီးတော့ခင်ဗျားကိုလက်ကန်ပေးတယ်အဲ့ခါမှာခင်ဗျားပဲလောက်အမြင်တစ်ခုတော့ရှိတယ်ခင်ဗျားကိုလာကယ်ပြီးတော့ကမ်းတဲ့လက်ကိုယုံကြည်ပြီးတော့ဆုတ်ကင်ဖို့လိုအပ်တယ်ဒါမှပဲ तू ကလည်းခင်ဗျားကိုဆွဲတင်ပြီးတော့ကယ်တင်လို့ရမှာမဟုတ်ရင်တော့ခင်ဗျားကိုကယ်တင်လို့မရဘူးပေါ့နော်ခင်ဗျားကသူ့ကိုမယုံဘူး तू ကငါ့ကိုကယ်တင်မှာမဟုတ်ဘူးဆိုတဲ့စိတ်နဲ့ခင်ဗျား तू ကမ်းမိတဲ့လက်ကိုခင်ဗျားလက်မခံဘူးမဖမ်းဆုပ်ကင်ဘူးဆိုရင်ခင်ဗျားအဲ့ကဘာနေပြုတ်ကြပြီးတည်သွားမှာဖြစ်တယ်တည်ဖို့ရခိုင်တော့များတယ်ပေါ့နော်အဲ့လိုမျိုးပဲပေါ့နော်ကျွန်တော်လူသားတွေကလည်းအပြစ်ဆိုတဲ့နွန်ထဲမှာနေနေကြတယ်ဘလို့မှယုံမထွက်နိုင်တော့ဘူးဆိုတာကိုယေရှုခရစ်တော်ကအမြင်တဲ့အခါမှာသူချစ်တဲ့လူသားတွေအတွက်သူကလောကဆင်းသက်လာပြီးတော့ကျွန်တော်တို့ခင်ဗျားတို့ရဲ့အပြစ်အတွက်လူသားတွေအားလုံးရဲ့အဖြစ်တွေလောကထဲမှာအသေးခံခဲ့ရဖြစ်တယ်။ဒါကိုယုံကြည်လို့ရှိရင်ကျွန်တော်တို့ကအပြစ်ကနေလွတ်ပြီးတော့ကယ်တင်ခြင်းကိုရရှိတာဖြစ်တယ်။ယေရှုခရစ်တော်ကလူတိုင်းကိုလူသားတိုင်းကိုကယ်တင်ခြင်းလက်ကမ်းကအမြဲတမ်းကမ်းနေမှာဖြစ်တယ်။ဒီလက်ကမ်းကိုကျွန်တော်တို့အနေနဲ့ဖမ်းဆုပ်ကင်ဖို့ပဲလိုတာဖြစ်တယ်။ကျွန်တော်ဖမ်းဆုပ်ကင်လိုက်တဲ့အခါမှာကျွန်တော်တို့နေအပြစ်နုံနေခဲနေလို့ကျွန်တော်မလွတ်မြောက်နိုင်မဲ့အထက်ကနေလို့လွတ်မြောက်ခြင်းအခွင့်ကိုပေးနိုင်တဲ့ဖခင်သခင်ဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်တို့ကယ်တင်ခြင်းရဖို့ဆိုရင်တော့ယုံကြည်ဖို့တော့လိုအပ်ပါတယ်ယေရှုခရစ်တော်ရဲ့လှုပ်ဆောင်ပေးခြင်းကျွန်တော်တို့အပြစ်တို့လောကထဲမှာအတိခံပေးခြင်းအရာကိုကျွန်တော်တို့အကျွမ်းမဲ့နှလုံးသားနဲ့ယုံကြည်ဖို့တော့လိုအပ်ပါတယ်တချို့ကြတော့လေသူတို့ပြောတဲ့အခါမှာဘလို့မှမယုံကြည်နိုင်ကြဘူးပေါ့နော်အဲ့လိုမယုံကြည်နိုင်လို့ရှိရင်လည်းကျွန်တော်အမြဲတမ်းပြောသလိုပဲညီးဆန်းကြည့်ပါခမောင်ခေတင်တဲ့ဘုရားသခင်အသက်ရှင်တဲ့ဘုရားသခင်ဖြစ်တယ်ခေါ်ရင်ထူးရဲ့ဘုရားသခင်ဖြစ်တယ်ခမောင်တော်ကေတင်တာပဲခမားသူ့ကိုခေါ်လို့ရှိရင်ဘာလို့မထူးပဲနေပါမလဲဟုတ်လားခမားကိုကယ်တင်ခြင်းလက်ကမ်းအမြဲတမ်းကမ်းနေတာပဲခမားသူ့ကိုခေါ်တဲ့အခါမှာသူ့ကိုရှာတဲ့အခါမှာသူခမားကိုမထူးပဲနဲ့ခမားကိုထင်မပြပဲနဲ့သူနေမှာမဟုတ်ဘူးဆိုတော့ကကြမယုံကြည်ဘူးမဖြစ်နိုင်ဘူးလို့ထင်လို့ရှိရင်လည်းခမားမြည်စမ်းကြည့်ပါအရှုံးတော့မရှိဘူးလို့ကျွန်တော်အနေနဲ့တော့ပြောချင်တယ်ဒါကြောင့်မို့ခေါ်ကြည့်ပါထူးတဲ့ဘုရားသခင်ဖြစ်တယ်ဒါကြောင့်မို့ကေတင်ခြင်းနဲ့ပတ်သက်လာရင်တော့ယေရှုခရစ်ရဲ့လှုပ်ဆောင်ပေးခြင်းကိုယုံကြည်ခွင့်တွေလိုအပ်ပါတယ်လို့ပြောရင်းနဲ့ပဲဒီဗီဒီယိုကိုအဆုံးသတ်ချင်တာဒီလောက်ပဲဖြစ်ပါတယ်အားလုံးပဲနားနဲ့သဘောပေါက်နိုင်ကြပါစေပြီးတော့အားလုံးပါဘုရားသခင်ကောင်းချီးပေးပါစေကျွန်တော်ရဲ့ Facebook account နဲ့ YouTube channel လေးကိုလည်း follow and subscribe လုပ်ထားဖို့မမေ့ဘဲနဲ့ကျွန်တော်ကြားပြအတိပေးလိုပါတယ်